ဒီနေ့ကတော့ကျွန်တော်တို့ကုမ္ပဏီရဲ့တရုတ်မှာအသစ်ဖွင့်မဲ့စက်ရုံရောက်တုံးလေးတနေ့တာဘလော့လေးကိုမှတ်တမ်းတင်ထားပါတယ်ဒီဟိုတယ်ကတော့ကျွန်တော်တရုတ်ကိုရောက်တိုင်းအမြဲတမ်းတည့်ဖြစ်တဲ့ဟိုတယ်ပါမနက်စာကလည်းတော်တော်လေးအဆင်ပြေပါတယ်တရုတ်ကိုရောက်ရင်တော့အမြဲတမ်းဒီဘက်ကတရုတ်တရေကြီးကိုယ်တိုင်အကျိုးပို့လုပ်ပေးပါတယ်စက်ရုံကတော့ကိုရီးယားစက်ရုံပေါ့နော်ဒါပေမဲ့ထုတ်လုပ်မှုပိုင်းတော့တရုတ်ကနေပြီးတော့တာဝန်ယူပြီးတော့ထုတ်လုပ်ပေးတာပေါ့စက်ရုံရောက်ပြီဆိုတော့ပုံမှန်ကိုရီးယားဘက်ကတရေနဲ့တိုင်ပင်ပြီးတော့တနေ့တာလုပ်ရမယ့်အလေးတွေကိုဆွေးနွေးပြပါတယ်စက်ရုံကတော့အသစ်ပါအခုမှစဖွင့်မှာစက်တရားလည်းအသစ်ပေါ့နော်ဒီစက်တရားကကြတော့ပြီးခဲ့တဲ့နှစ်ကုန်လောက်ကနေပြီးကျွန်တော်ကိုယ်တိုင်လာရောက်လေ့လာစမ်းသပ်ပြီးတော့ဝယ်ယူရတဲ့စက်တွေဖြစ်ပါတယ်အခုကတော့စက်တွေအားလုံးလည်းလက်ဆင်ပြီးပြီပေါ့နော်အဲ့တော့ထုတ်လုပ်မှုကလည်းစတင်လဲပတ်နေဖြစ်တော့စက်တွေရဲ့အလုပ်လုပ်နိုင်စွမ်းရည်နဲ့ပစ္စည်း quality ရဲ့ဘယ်လောက်ရှိရဲဆိုတော့အသေးသေးလာရောက်လေ့လာတာဖြစ်ပါတယ်ဒီနေ့ရဲ့နေ့လည်စာကိုတော့တရုတ်ရဲ့ဖတ်ထုတ်အရေးနဲ့စပြပါတယ်နေ့လည်တင်စားပေးရတဲ့ကျွန်တော်တို့စက်ရုံကထုတ်တဲ့ပစ္စည်းတွေကိုထုတ်လုပ်ပေးတဲ့စက်ရုံနှစ်ခုနဲ့မီတင်လုပ်ဖို့အတွက်တာရောက်လေ့လာလည်းပတ်ခဲ့ပါတယ်ဒီစက်ရုံမှာဆိုတော့ CNC စက်ပေါင်းအလုံး300ကျော်နဲ့လေပတ်နေတာဖြစ်ပါတယ်အဲကြောင့်ကျွန်တော်တို့စက်ရုံရဲ့ပစ္စည်းတွေကိုဒီစက်ရုံကနေပြီးတော့ယူတာဖြစ်ပါတယ်ပြီးတာနဲ့ကျွန်တော်တို့နောက်တစ်စက်ရုံတစ်ခုတာရောက်လေ့လာခဲ့ပါတယ်ဒီစက်ရုံကတော့ကိုရီးယားလို့ပြောမယ်ဆိုရင်တော့ရိုးချိုးလေးပေါ့နော်မြန်မာလို့ဆိုရင်တော့ဝဒင်းစော်ပြီးတဲ့အခါမဲနေတဲ့နေရာတွေကိုတန်းစင်အောင်လို့မီးနဲ့စေးကြောပြီးတဲ့နေရာဖြစ်ပါတယ်စက်ရုံကိုပြန်ရောက်ပြီဆိုရင်တော့တနေ့တာလောက်တာလေးတွေကိုမှတ်တမ်းတင်ပါတယ်ကိုရီးယားဘက်ကိုအီးမေးလ်လေးပါလေးပို့9နာရီထိုးရင်တော့အလုပ်ဆင်းမှာဖြစ်ပါတယ်တရုတ်မှာပြန်မှန်းဆုံးကတော့ရာသီဥတုအရန်ပူတာပေါ့နော်ကျွန်တော်9နာရီထိုးရဲဆိုရင်တော့မှဒီမှာတော့35ဒီဂရီလောက်ထိကိုပူနေတော့မှာပဲအဲ့တော့ဒီနေ့ကတော့ကျွန်တော်ရဲ့တရုတ်မှာတနေ့တာဘလော့လေးကိုမှတ်တမ်းတင်ထားတာဖြစ်ပါတယ်